ပတ်ကိုတစ်ခါပဲတောက်ယုံနဲ့အမြင့်နှုပြူနေစေမယ်လှိဝက်ချက်ဒီတဘာဝဖြော်ရည်လေးကအသားရည်ကိုကြည်လင်စေယုံနေမကပဲသပင်သားကိုလည်းအားဖြည့်ပေးပါတယ်အိမ်မာတင်အလွယ်တကူလှုပ်တောက်လို့ရတာမို့အခုပဲတင်ထားလိုက်တော့နော်လိုအပ်မဲ့ပစ္စည်းများစီးဖြူသည်ပြင်းတော်တင်ရွက်ချင်းထန်းလျက်တို့မဟုတ်တခြားငရုတ်ကောင်းစိပါဝင်ပစ္စည်းများကိုမိမိအသုံးပြုတဲ့အနေအများပေါ်ချိန်စားပြီးအသုံးပြုပါခင်ဗျအသက်အရွယ်ကြောင့်ဖြစ်တဲ့အသားရည်တွန့်နာညှိုးတာတွေအတွက် antioxidant ကျွယ်ဝတဲ့စီးဖြူသီးနဲ့ပြင်းတော်တင်ရွက်တို့ရဲ့အစွမ်းကအံ့မခန်းပါပဲအကျိုးကျေးဇူးများအသားရည်ကိုတင်းတင်းကြည်လင်စေခြင်းသပင်ကျွတ်တက်တာပြီးသပင်ကြီးသားကိုကျန်းမာစေခြင်းခန္ဓာကိုယ်တွင်အဆိပ်တောက်တွေကိုဖယ်ရှားပေးခြင်းပြုလုပ်ပုံဗီဒီယိုတွေကအတိုင်းပါဝင်ပစ္စည်းအားလုံးကိုရေနဲ့ရောပြီးကြိတ်ဆက်ဘလန်ဒါထဲမှာကြိတ်ပြီးပါပြီးရင်စစ်ထုတ်ပြီးအချိန်ရွေးတောက်သုံးနိုင်ပါတယ်တပတ်တစ်ချိန်ပုံမှန်တောက်ပြီးရင်တိတာတဲ့ရလဒ်ကိုရရှိမှာပါ